နေစဉ်ဘဝသည်စိတ်ဖိစီးမှုနဲ့စိတ်ရှုပ်ထွေးပြီးစိတ်ပင်ပန်းမှုများဖြစ်နိုင်ပါတယ်။တခါတရံမှာရုန်းကန်ရတာဟာပုံမှန်ပါပဲ။လူအများပြားတို့သည်သူတို့၏ဘဝတစ်ချိန်ချိန်မှာစိတ်ချမ်းသာရေးနဲ့စိတ်ခံစားရမှုချမ်းသာရေးဆိုင်ရာစိန်ခေါ်မှုတွေကိုကြုံတွေ့ကြရပါတယ်။ပြီးတော့စိတ်ရောကိုယ်ပါပုံမချမ်းသာပြီးတင်းရဲ့နေ့စဉ်ဘဝကိုစီမံခန့်ခွဲနိုင်အောင်အကူအညီရယူနိုင်ပါတယ်။ထိုကဲ့သို့အကူအညီလိုအပ်ပါက The Mental Health and Wellbeing Local တို့ကအကူအညီပေးနိုင်တဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။သူတို့ဒီအခမဲ့ယုံကြည်စိတ်ချရတဲ့အကူအညီပေးပါတယ်။ Victoria မှာအသက်26နှစ်နဲ့အထက်အရှိမိသူမဆိုအကူအညီရနိုင်ပါတယ်။တဲ့အနေနဲ့ Medical ကဗီဇာဒါမှမဟုတ်ဒေါက်တာထံမှလွဲတာမလိုအပ်ပါတင်းနဲ့နီးစပ်ရာ Mental Health and Wellbeing Local ကိုတွားရောက်နိုင်သလိုဖုန်းနဲ့လည်းစကားပြောနိုင်ပါတယ်ဒါမှမဟုတ်သူတို့ကလည်းတင်းစီကိုလာရောက်နိုင်ပါတယ်ပြီးတော့တင်းကအင်္ဂလိပ်မဟုတ်တဲ့တခြားဘာသာစကားတစ်ခုပြောရင်စကားပြန်အခမဲ့ရရှိနိုင်ပါတယ်တင်းနဲ့အနီးဆုံး Mental Health and Wellbeing Local ကိုသိရှိဖို့အတွက် Better Health Channel website မှာဝင်ရောက်ကြည့်ရှုပါ